အန်တိုနီတယောက်ဘာမှတချင်းဆိုဖော်တယောက်ကိုခေါ်လိုက်တဲ့အခါမမျှော်လင့်ပဲသူ့ရဲ့ဇနီးဟောင်းလူဝီနဲ့ပြန်ဆုံခဲ့ရပါတယ်။အရင်ကသူ့ကိုစွန့်ပစ်သွားတဲ့အမျိုးသမီးကိုလက်စားချေခြင်းနဲ့အန်တိုနီဟာလူဝီကိုချက်ချင်းရွေးချယ်ပြီးသူငယ်ချင်းတွေစီတွန်းပို့လိုက်ပါတယ်။ပတ်ဝန်းကျင်ကလူတွေရဲ့လောင်ပြောင်ရဲ့မောတန်တွေကသူတို့နှစ်ယောက်ကိုဝန်းရံသွားခဲ့တယ်။ဒါပေမဲ့ဘယ်သူမှမသိခဲ့ကြပါဘူး။လူတိုင်းကလူဝီကိုနားလည်မှုလွဲခဲ့ကြတာပါ။အမှန်တော့၄နှစ်အကြာတုန်းကအန်တိုနီရဲ့ကုမ္ပဏီဟာဒေဝါလီခံရလိုနီးပါးဖြစ်နေခဲ့ပါတယ်။ကုမ္ပဏီကိုကယ်တင်ဖို့အတွက်လူဝီဟာပိုက်ဆံကိုသာကြီးတဲ့မင်းမျိုးတယောက်ဖြစ်ဟန်ဆောင်ပြီးအန်တိုနီကိုလူများရှေ့မှာစွန့်ပစ်ခဲ့ပါတယ်။အန်တိုနီသူ့ကိုလုံးဝမေ့သွားအောင်လူဝီကသူမဟာကျွယ်ဝတဲ့မိတ်ဆွေတယောက်ကိုရှာတွေ့ခဲ့ပြီလို့ပြောခဲ့ပြီးသူ့ကိုထပ်ပြီးအနှောက်အယှက်မပေးဖို့လည်းမှာကြားခဲ့တယ်။ဒီစကားတွေကြောင့်အန်တိုနီအသေးခွဲကြေကွဲခဲ့ရပေမဲ့လူဝီဟာမကုသနိုင်တဲ့ယောဂကိုခံစားနေရတယ်ဆိုတာတော့သူမသိခဲ့ပါဘူး။ဒါနဲ့လူဝီဟာအချမ်းသာဆုံးသူထေကြီးတဦးရဲ့သားကိုသူမရဲ့အသေးကိုလူဒန်းခဲ့ပြီးအန်တိုနီရဲ့ကုမ္ပဏီမှာငွေကြေးပမာဏ9ဘီလီယံယင်းနှိမ့်မြုပ်နှံဖို့နဲ့ဒီအကြောင်းအရာတွေကိုလျှို့ဝှက်ထားဖို့သဘောတူညီချက်ရယူခဲ့ပါတယ်။ဒီလိုနဲ့3လအတွင်းမှာပဲအန်တိုနီဟာလုပ်ငန်းခွင်မှာထိပ်တန်းအမှုဆောင်ရာရှိချုပ်တဦးဖြစ်လာခဲ့ပါတယ်။၄နှစ်တာကာလဟာမြန်ဆန်စွာကုန်ဆုံးသွားခဲ့ပြီးလူဝီမှာဆက်ပြီးအသက်ရှင်တန်ဖို့အတွက်၄လတာအချိန်ကျန်ပါတော့တယ်။ပိုဆိုးတာကတော့လူဝီရဲ့သားလေးကလည်းနှလုံးရောဂါကိုခံစားနေရပါတယ်။ဝမ်းနဲ့ကြေကွဲနေတဲ့လူဝီတယောက်မထင်မှတ်ပဲအိမ်ကနေထွက်ခွာလာခဲ့ပါတယ်။လမ်းမှာအန်တိုနီရဲ့ညီလေးနဲ့ဆုံတွေ့ပြီးသူ့ကိုလောင်ပြောင်ခံခဲ့ရပါတယ်။အန်တိုနီကိုထားပြီးတဲ့နောက်မှာဒီလောက်ဆိုးရွားတဲ့ဘဝနဲ့နေထိုင်ရတာလားဆိုပြီးအန်တိုနီရဲ့ညီလေးကသူမကိုလောင်ပြောင်ခဲ့တာပါ။လူဝီဟာအန်တိုနီပေါ်ထားရှိတဲ့သူမရဲ့မိတာကိုမဖော်ထုတ်ချင်တာကြောင့်စိတ်ကိုတင်းတည်ငြိမ်အောင်ထားပြီးသူမဟာပိုက်ဆံကိုသာကြည့်တဲ့မင်းမျိုးတယောက်ဖြစ်တယ်လို့အန်တိုနီကိုထားခဲ့မိတာကိုညတိုင်းနောင်တရနေကြောင်းပြောခဲ့တယ်။ဒေါသထွက်နေတဲ့အန်တိုနီရဲ့ညီလေးကသူမကိုထိုနေရာကနေချက်ချင်းထွက်သွားခိုင်းလိုက်ပါတယ်။ရုံးခန်းကိုပြန်ရောက်တဲ့အခါအန်တိုနီရဲ့ညီလေးဟာလူဝီမှာမကုသနိုင်တဲ့ယောဂရှိတဲ့အပြင်၄နှစ်ကြာကအချမ်းသာဆုံးသူထေးကြီးရဲ့သားကိုအသီးလူတန်းခဲ့ကြောင်းကြားသိခဲ့ရပါတယ်။ဒီအချက်ကြောင့်၄နှစ်ကြာကအန်တိုနီကိုအကျက်တဲကနေကယ်တင်ပေးခဲ့တဲ့သူထေးကြီးဆိုတာကိုသူချက်ချင်းပြန်သတိရသွားခဲ့ပါတယ်။ဒါနဲ့လူဝီဟာအန်တိုနီကိုတိတ်တဆိတ်အမြဲကူညီခဲ့ရဆိုတာကိုသူရုတ်တရက်နားလည်သွားခဲ့ပါတယ်။တစ်ဖက်မှာလည်းလူဝီဟာသူမရဲ့သားလေးစေးရုံစည်းအတွက်ပိုက်ဆံစုဖို့အတွက်ဘာမှအလုပ်လုပ်ဖို့အကျက်တဲဖြစ်လာခဲ့ပါတယ်။ဒီလိုနဲ့အစပိုင်းမှာဖြစ်ခဲ့တဲ့ဖြစ်အပျက်တွေဟာတကယ့်ကိုဖြစ်ပွားလာခဲ့တာပါ။ရုံးကန်နေရင်လူဝီဟာအန်တိုနီကိုမတော်တဆတိုက်မိပြီးသူ့ရဲ့မာယူကျုပ်လုပ်ထားတဲ့တားရည်ဖိနက်ပေါ်ကိုဝိုင်း၍ဖိတ်ဆင်ကုန်ခဲ့ပါတယ်။အန်တိုနီကလူဝီကိုချက်ချင်းပဲစူပူချိန်မောင်းပြီးငွေနှစ်တန်းကိုချက်ချင်းလျော်ကြေးပေးဖို့တောင်းဆိုခဲ့တယ်။လူဝီမှာမတက်နိုင်ဘူးဆိုတာကိုသိတဲ့အခါအန်တိုနီကသူမကိုသင်ခန်းစာပေးဖို့ဆုံးဖြတ်လိုက်ပါတယ်။ဒါပေမဲ့ရုတ်တရက်အန်တိုနီဟာလူဝီရဲ့လက်ကိုလှမ်းကြည့်လိုက်တဲ့အခါသူမလက်မှာသူကိုယ်တိုင်ထွင်းထားတဲ့လက်စွပ်ကိုအခုထိဝတ်ထားတာကိုတွေ့လိုက်ရတယ်။လူဝီမှာတက်တမ်းမရှိတော့ဘူးဆိုတာကိုအန်တိုနီတိမာကိုကြောက်တာကြောင့်အချင်းဖြစ်နေလို့ဝတ်ထားတာပါလို့လိန်ညာဖြေဆိုလိုက်တယ်။အန်တိုနီရန်ကိုစိတ်ပြတ်သွားပြီးစားပွဲပေါ်ကအရက်အလုံးကိုမော့တောက်ခိုင်းပြီးသူမကိုအပြစ်ပေးလိုက်တယ်။ဆရာဝန်ရဲ့တတိပေးချက်အရသူမအရက်တောက်လို့မရဘူးဆိုတာကိုလူဝီတတိယမိပြီးသူ့ကိုချက်ချင်းညှဉ်းဆန်လိုက်တယ်။လူဝီအရက်မတောက်ပဲညှဉ်းဆန်နေတာကိုတွေ့တော့အန်တိုနီဟာငွေထက်လိုက်တွေကိုစားပွဲပေါ်ကိုပစ်တင်လိုက်ပြီးလူဝီကိုဘလို့ပဲဖြစ်ဖြစ်တောက်ကိုတောက်ရမယ်လို့ဖိအားပေးလိုက်တယ်။ရှောင်လွဲလို့မရတော့တာကိုတီးလိုက်တဲ့အခါလူဝီကတသန်း5သိန်းတောင်းဆိုပြီးသူမရဲ့သားလေးအတွက်ခွဲစိတ်စရိတ်ကိုရှာဖို့ကြံစီခဲ့တယ်။အန်တိုနီကချက်ချင်းသဘောတူလိုက်ပြီးလူဝီလည်းမတွတ်မဆုတ်ပဲအရက်တွေကိုတောက်ချလိုက်တယ်။အန်တိုနီရဲ့သူငယ်ချင်းတွေကလူဝီရဲ့ရှက်ဖွယ်ကောင်းတဲ့အပြုအမူတွေကိုဗီဒီယိုရိုက်ပြီးအွန်လိုင်းပေါ်တင်ခဲ့ကြတယ်။အန်တိုနီရဲ့ညီလေးကဒီဗီဒီယိုတွေကိုမြင်တဲ့အခါစိုးရိမ်တကြီးနဲ့အန်တိုနီကိုဖုန်းခေါ်ခဲ့တယ်။ဒါပေမဲ့အန်တိုနီမှာသူ့ဖုန်းကိုစစ်ဆေးဖို့အချိန်မရှိခဲ့ပါဘူး။အန်တိုနီရဲ့ပြန်စာကိုမစောင့်နိုင်တော့တာကြောင့်သူ့ညီလေးဟာဘားကိုအပြေးလွှားသွားခဲ့တယ်။ဘားကိုရောက်တဲ့အခါလူဝီဟာမြေပြင်ပေါ်မှာလဲကျနေပြီဖြစ်တယ်။ဒေါသတကြီးနဲ့အန်တိုနီရဲ့ညီလေးဟာလူဝီကသူမရဲ့အသေးကိုလူဒန်းခဲ့ကြောင်းဖော်ထုတ်လိုက်တယ်။ထိုနေရာမှာရှိတဲ့လူတိုင်းအားတင်သွားကြပေမဲ့လူဝီကတော့ဘလို့မှမပြောမဆိုပဲသူမဟာပိုက်ဆံကိုသာကြည့်တဲ့မင်းမျိုးတယောက်ဖြစ်ကြောင်းအတင်းကျပ်ညှင်းဆိုခဲ့တယ်။ဒေါသထွက်နေတဲ့အန်တိုနီကလူဝီကိုအပြင်ကိုဆွဲထုတ်လိုက်တယ်။လူဝီကတော့သူ့ညီလေးကိုဒီရှိုးဝက်ချက်ကိုရှိုးဝက်ထားဖို့ပြောခဲ့ပြီးအန်တိုနီရဲ့ညီလေးလည်းမနစ်မြို့စွာသဘောတူခဲ့ရတယ်။နောက်တစ်နေ့မှာလူဝီဟာဆေးရုံမှာကျန်းမာရေးစစ်ဆေးမှုခံယူခဲ့တယ်။
ဆီယာဝန်ကသူမရက်တောက်ခဲ့တာကြောင့်အခုဆိုရင်အသက်ရှင်တန်ဖို့အတွက်အများဆုံးတစ်လတာအချိန်ကျန်တော့ကြောင်းပြောခဲ့တယ်။စိတ်ပြက်အားငယ်နေတဲ့လူဝီထွက်ခွာဖို့ပြင်လိုက်တယ်။ဒါပေမဲ့အဲ့ဒီအချိန်မှာပဲဆီယာဝန်ကသူမကိုပြန်ခေါ်ပြီးသူမရဲ့သားလေးအတွက်နှလုံးလူရမ်းမဲ့သူကိုတွေ့ရှိပြီးဖြစ်တာကြောင့်ခွဲစိတ်ကူးသားမှုအတွက်ချက်ချင်းခေါ်လာဖို့လိုအပ်ကြောင်းပြောခဲ့တယ်။တစ်ဖက်မှာလည်းအန်တိုနီရဲ့ဖခင်ဒဏ်ရာရပြီးဆေးရုံတင်ထားရကြောင်းသတင်းကြားသိရတယ်။သူရဲ့ဆိတ်ဆက်ထားသူကိုဖုန်းခေါ်ပြီးဆေးရုံကိုအတူတူသွားရောက်ဖို့စီစဉ်လိုက်တယ်။ဆေးရုံမှာသူ့ရဲ့ဖခင်ရုတ်တရက်လဲကျသွားတဲ့အခါလူဝီရဲ့သားလေးကသူ့ကိုကူညီထူပေးခဲ့တယ်။ဖခင်ကအနီးကပ်ကြည့်လိုက်တော့ဒီကလေးလေးဟာငယ်စဉ်ကအန်တိုနီနဲ့လုံးဝကိုဆင်တူနေတာကိုတွေ့လိုက်ရတယ်။ဒါနဲ့သူဟာကလေးလေးရဲ့ဆံပင်တမြင်ကိုတိတ်တဆိတ်ယူလိုက်ပြီး DNA စစ်ဆေးဖို့စီစဉ်လိုက်တယ်။နာရီဝက်ကြာမှာတော့လူဝီနဲ့သူမရဲ့သားလေးတို့လေကားကနေဆင်းလာခဲ့တယ်။ကလေးလေးကလူဝီကိုပန်းတပွင့်ခူးပေးချင်တာကြောင့်မတော်တဆနဲ့အန်တိုနီရဲ့ဆိတ်ဆက်ထားသူကိုတိုက်မိသွားခဲ့တယ်။ဆိတ်ဆက်ထားသူအမျိုးသမီးကလူဝီဟာအန်တိုနီရဲ့ချစ်သူဟောင်းဖြစ်တယ်ဆိုတာကိုချက်ချင်းမှတ်မိသွားခဲ့တယ်။ဒါနဲ့လူဝီကိုဒူးထောက်ပြီးသူမကိုတောင်းပန်ဖို့အမိန့်ပေးလိုက်တယ်။လူဝီထွက်သွားဖို့စူးစမ်းနေတာကိုမြင်တော့ဆိတ်ဆက်ထားသူအမျိုးသမီးကကိုရန်တော်တွေကိုဖမ်းဆီးခိုင်းလိုက်တယ်။ကလေးလေးကအယမ်းကြောက်လန့်သွားပြီးသူ့ရဲ့နှလုံးရောဂါပြန်ထလာခဲ့တယ်။လူဝီကသူ့ကိုဆေးတိုက်ဖို့ဆေးထုတ်လိုက်ပေမဲ့ဆိတ်ဆက်ထားသူအမျိုးသမီးကဆွဲလူသွားခဲ့တယ်။ဒါလေးအသက်မရှိတော့ဘူးဆိုတာကိုမြင်တော့လူဝီဒူးထောက်ပြီးဆေးကိုပြန်ပေးဖို့တောင်းပန်ခဲ့တယ်။ဒါပေမဲ့ဆိတ်ဆက်ထားသူအမျိုးသမီးကမထင်မှတ်ပဲဆေးပြန်မပေးခင်အန်တိုနီကိုတောင်းပန်တဲ့ဗီဒီယိုတစ်ခုကိုထိုနေရာမှာပဲရိုက်ဖို့တောင်းဆိုခဲ့တယ်။လူဝီလည်းသူမပြောရဲ့အတိုင်းတောင်းပန်ခဲ့တယ်။ဒါပေမဲ့ဆိတ်ဆက်ထားသူအမျိုးသမီးကဆေးလုံးတွေကိုတလုံးချင်းစီမြေပြင်ပေါ်ကိုပစ်ချပစ်လိုက်ပါတော့တယ်။